မင်္ဂလာပါတတမမီတို့ရေဒီနေ့တော့တီလေးကနောက်ထပ်ပုံမြင်လေးတစ်ပုဒ်ကိုထပ်ပြီးပြောပြမယ်နော်ပုံမြင်လေးရဲ့နာမည်ကတော့ယူအသောကြောင်ကလေးတဲ့ကဲပုံမြင်လေးကိုနားထောင်ဖို့စဉ်းနေဖြစ်ပြီလို့မျှော်လင့်နေနော်ဒါဆိုပုံမြင်လေးကိုစားလိုက်ကြရအောင်နော်ရှိတုန်းကကြောင်ကလေးတစ်ကောင်ရှိတဲ့တနေ့မှာကြောင်ကလေးကကနန်းကောင်တွေကိုကင်စားအဲ့ဒီအချိန်မှာမြောက်ကလေးတစ်ကောင်ရောက်လာပြီးကြောင်ကလေးရေမင်းကငါကူညီရမလားလို့ပြောတယ်ကြောင်ကလေးကလည်းဝမ်းသာအားရနဲ့ကူညီဖို့အခွင့်ပေးလိုက်တယ်ဒါနဲ့မြောက်ကလေးကဒါဆိုရင်မင်းကမိဘုံတဲကကနန်းလေးကိုထုတ်ပေးပြီးငါကမင်းကိုအခွန်ခွာပေးမယ်ကြောင်ကလေးကမြောက်ကလေးပြောတာကိုယုံပြီးမြောက်ကလေးပြောတဲ့အတိုင်းလုပ်တာပေါ့ကွယ်မြောက်ကလေးလည်းကြောင်ကလေးနောက်မှာထိုင်ပြီးကြောင်ကလေးကပေးတဲ့ကနန်းတွေကိုတကောင်ပြီးတကောင်ခွာရင်းစားနေတော့တာပေါ့နောက်ဆုံးတော့ကြောင်ကလေးမှာလက်တွေပူလောင်ပြီးကနန်းတကောင်မှမစားရပဲကြံခဲ့တော့တဲ့ပုံမြင်လေးကတော့ဒါပါပဲဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ဒီလေးရဲ့ကလေးတွေလည်းမြောက်ကလေးလိုတကူကောင်းမဆန်းပဲ sharing is caring ဆိုတဲ့စာဖို့အတိုင်းမျှဝေခြင်းဟာအပြန်အလှန် view site ခြင်းဆိုတဲ့ဆောင်းပုဒ်ကိုလက်ကင်ထားနိုင်တဲ့လူတော်လူကောင်းလေးတွေဖြစ်ကြပါစေလို့တီတီလေးကဆုတောင်းပေးလိုက်ပါတယ်ကွယ်